နာမင်းပြောသမျှကောင်းငင်ခဲ့တာဆေးရမင်းသဘောတိုင်းလိုက်လို့တတ်တာရင်မသိချင်လို့ခွဲမသွားနဲ့မင်းလေးကကိုရဲ့ဘဝပါပြောနေရင်ဆုံးရှုံးခြင်းများနေတာယုံကြည်ရဲ့ကလေးလို့စွန့်ပစ်သွား